အားလုံးပဲမင်္ဂလာပါမငေးဆောင်ပါတော့ဒီနေ့တော့နေ့ကောင်းလေးပေါ့နော်အရန်ကိုရင်ခုန်နေပါတယ်ဘာလို့လဲဆိုတော့ဆန်းကရွာမနေရများတဲ့ခါကျတော့လေမော်လမြိုင်မြို့ထဲမှာပေါ့နော်အခြေချဖို့အတွက်ဒီနေ့ကတော့မြေခွက်လေးလိုက်ရှာမှာဖြစ်ပါတယ်လိုက်ကြည့်မှာပေါ့ကွယ်လိုက်ကြည့်မှာပေါ့ဒီကကျတော့အိမ်ကကျတော့သုံးထက်တော့မဆောက်တော့ပေါ့ကွယ်တစ်ထက်မဟုတ်နှစ်ထက်လောက်ဆောက်မှာပေါ့ကွယ်နောက်တော့အခုကြည့်ရှုနေတဲ့ science fan တွေလည်းမော်လမြိုင်မှာအခြေချခြင်းမဲ့တူတွေနော်မော်လမြိုင်မှာမြေခွက်ရှာခြင်းမဲ့တူတွေဆိုရင်လည်းအတူလိုက်ကြည့်လို့ရပါတယ်နော်ဆိုတော့လိုက်ကြည့်ရအောင်နော်ကဲဒီနေ့ကတော့ဆန်းကိုမြေခွက်လိုက်ပြပေးမဲ့အကိုလေးကိုခေါ်ထားပါတယ်အကိုရမင်္ဂလာပါကြားပြီလားစောင့်နေကြာပြီလားโอเคဆန်းကရောကနေတက်လာပေါ့နော်အခုကတော့ဒါကအခုရောက်တဲ့နေရာလေးကတော့ဗာလဲဘယ်လိုခေါ်လဲမော်လမြိုင်မျိုးစေရနှစ်စေရနှစ်ရက်ကွက်စေရနှစ်ရက်ကွက်လို့ခေါ်ပါတယ်တတိကကြတော့ဆန်းကလေမော်လမြိုင်မြို့မှာနေမယ်ဆိုရင်လဲဥမာပေါ့နော်မြို့အထဲမှာပုံစံဆိုရင်လဲဆန်းတိတ်မကြိုက်ဘူးဥမာပေါ့နော်အပင်တွေရှိတဲ့နေရာလေးပေါ့နော်ရွာကအငွေ့အသက်လည်းမပြောက်ရအောင်မော်လမြိုင်မြို့မှာလည်းဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးဘိုးသဘောကျတယ်ဒီမှာကတော့အပင်တွေအများကြီးပဲနော်ဒါကဟိုဘက် channel ဒီဘက် channel ပေါ့ဒီဘက်က40 60ဒီဘက်က40 60ဒီဘက်က30 60 30 80ဘယ်ဟာကြံသေးလဲကြံသေးတယ်ဒီက40 60မှာလည်းကြံသေးတယ်ဟုတ်လား60မှာလည်းဆိုဟုတ်လားခုနကလာဖြစ်တာလမ်းကျဲဒီဟာကခဏလေးအောင်တော့ဈေးနှုန်းမမေးရသေးဘူးအရင်ဆုံးနေရကြည့်လိုက်အောင်မယ်နေရကြည့်လိုက်အောင်မယ်အိုးဒါက40 60ကားဝင်ကားထွက်လို့ရတယ်ဟေးဟိုးအကျဲကြီးပဲအထဲဝင်လိုက်မှာပဲအကျဲကြီးပဲနော်အေးတထခွဲလဲအရန်လှတယ်မော်လမြိုင်မှာအခြေချမယ်အလဲမော်လမြိုင်မှာအခြေချမယ်မော်လမြိုင်မှာကျတော့အဆန်းကနေတာကရွာမှာနေတာလေအဲဆိုတော့အခုကတော့မော်လမြိုင်မှာအိမ်တွေဘာတွေရှိထားပြီးဆိုရင်တော့တငယ်ချင်းနဲ့ဧည့်သည်တွေလာလို့ရှိရင်တော့ရွာတော့ဆရာမလို့တော့ပေါ့ကွယ်ဒီမှာကကိုဈေးနှုန်းကဘယ်လောက်လဲကဲတခါလေးပြောဈေးနှုန်းကတခါလေးပြောဈေးနှုန်းကကျတော့ဒီကောင်က40 60 850 40 60 850မော်လမြိုင်မှာနေလို့ရပြီနော်ဂရမ်မြေလည်းဖြစ်ဂရမ်မြေဖြစ်တယ်30 30 gram မြေနောက်တော့အဲ့လိုမျိုးမလျှော့တော့ဘူးလားမလျှော့တင်ပပလေးတော့ရှိမှာပေါ့နော်အမေပေါက်ရမှာပေါ့နော်ဝက်ချပြီးတော့3လဆိုင်လည်းနောက်တော့ဗာလဲမလာခင်ကတည်းကတိထားပါတော့ဗာလဲအရစ်ကြရဆိုရေးကြလဲလောက်ကြလားရေးကြလောက်ပဲရေးကြဘယ်နှလား3လရေးကြလောက်3လအရစ်ကြလောက်ပဲများတော့3လလောက်ပဲတဝက်ချတဝက်ချပြီးတော့မှအရစ်ကြ3လလောက်ပဲပေါ့နော်နောက်နေရတာလေတိတ်စစ်လေးကြိုက်တယ်လမ်းလည်းကျဲရနော်လမ်းအကျဲကြီးပဲဟိုဘက်ချမ်းက30 60 ဂရမ်မြေတွေဂရမ်မြေက30 60ကကျတော့ဘယ်လောက်လဲကို650 30 60ကတော့600ချတာရှိသေးတယ် promotion ကဲတော့3ဝက်တစ်ဆက်ခါတည်းယူမယ်ဆို950နဲ့ကျွန်တော်ရောင်းပေးမယ်3ခွက်ဆက်3ဝက်ယူမယ်ဆို950နဲ့ပေးမယ်3ခွက်ဆက်ယူမယ်ဆိုရင်တော့900နဲ့50နဲ့ရမယ်တခြားချိန်ဆိုမရအောင်ဦးအရန်တန်ရနော်အဲ့လိုဆိုတကယ်ကြီးလား3ခွက်ဝင်ကြည့်ရအောင်30 60ဘယ်ဘက်ဝင်ရမှာလဲဒါကဒီဘက်ချမ်းက30 60အကွက် promotion ရှိတဲ့အကွက်နော်ပုံမှန်ဆိုရင်တော့600နဲ့650နဲ့3ခွက်ဆက်တိုက်ယူလို့ရှိရင်950နဲ့ရမှာ oh my god ဝင်ကြည့်ပြီလေဟိုး promotion ကလာပဲရမှာဟိုးအကျဲကြီးပဲနော်အကျဲကြီးပဲနော်3ခွက်ဆက်တိုက်ယူမယ်ဆိုရင်တော့950နဲ့ရမယ်ချစ်တို့ရေဒါကတော့တော်တော်တန်နေပြီနော်ဆေးရပါလေဆေးရနှစ်ဒါကတော့ဆေးရနှစ်ရက်ကွက်နော်ဒါမဲ့တခြားနေရာလဲစမ်းကြည့်အောင်မယ်လိုက်ကြည့်အောင်နော်ချစ်တို့ရေနော်လမ်းတော်ကျဲတယ်ဒီဘက်မှာတော့ဒီကောင်ကတော့ VIP အိမ်ရလိုမျိုးပေါ့ဝင်နဲ့ဟိုပတ်လေဟုတ်တယ်လမ်းလည်းပတ်လေအဲ့မှာဒီဘက်ကတော့တော်တော်တန်နေပြီ promotion ပါတဲ့ဟာတော်တော်တန်တယ်အရန်တန်တယ်နော်ဒီမှာ950နဲ့ဘယ်လိုမှဝယ်လို့အေးဟုတ်တယ်ဘယ်လိုမှဝယ်လို့မ900ရနဲ့50တိအချိန်မှာအချိန်မူတော့ပေးတာနော်ဆိုတော့မရဘူးကျွန်တော်တို့ဟိုအထိရှိရလားကိုဟိုထိတ်ထိကြံသေးလားဘယ်ဟာကြံသေးလဲဟိုထိတ်ထိကြံသေးလားထိတ်ထိတော့ကြံသေးရနော်သိန်း1000တော့မပြည့်ဘူးမြေခွဲအကျဲပဲရတာဟော promotion လေးရှိတယ်ဒီဘက်မှာတခြားနေရာရှိတယ်လားကိုတခြားနေရာလိုက်ကြည့်ရအောင်အချိန်ရှိတယ်နော်အချိန်ရှိတယ်လိုက်ပြပေးပါဦးဒီကတော့မဆန်းကြည့်နိုင်ဘူးကျွန်တော်ဘက်ကတော့ပြနိုင်ဟုတ်လား okay ကြိုက်တယ်ဆိုတော့ကြည့်ရအောင်နော်တခြားနေရာမှာokay ဝါကုန်းဆေးရမြိုင်ရက်ကွက်လို့ခေါ်တယ်ဒီနေရာလေးပေါ့နော်မြေကွက်၄ကွက်ရှိတယ်ပေါ့နော်ဈေးနှုန်းလည်းမစိုးဘူးအရန်ကောင်းတဲ့ဒီနေရာလေးကိုလည်းကဲဈေးနှုန်းတွေဘယ်လိုလာမလဲပေါ့နော်အတူလိုက်ကြည့်အောင်ချစ်တို့ဒီမှာတစ်ကွက်2ကွက်3ကွက်4ကွက်ဒီနေရာကတော့ဟိုဟာပေါ့မော်လမြိုင်မြို့လမ်းမကြီးနဲ့
လမ်းမကြီးနဲ့နီးလား နေရနေရ နေရပေါ့နော် စက်ကမီမိန်လမ်းမကြီးနဲ့ဝင်မယ်ဆိုလို့ရှိရင်ကားနဲ့ဝင်မယ်ဆိုလို့ရှိရင်3မိနစ်ပေါ့ อืม ဆိုင်ငယ်နဲ့ဆိုလို့ကျွန်တော်4မိနစ်လောက်ဝင်ရမယ် อืม ဟိုဘက်ချမ်းနေပြီးတော့လည်းဝင်လာလို့ရတယ်ဟုတ် อืม ဒီကောင်ကကျတော့40 60 အပင်လေးရှိတာကိုဘိုးကြိုက်တယ်နော်အရှိမလည်းအပင်နေနဲ့ ရှင်းပါလေပင်နေနဲ့ဟုတ် အခုက၄ကွက်ပေါ့နော်တရားလေး ဒီကောင်က40 60 ဟိုဘက်ကတော့ 30 60 30 3ကွာပေါ့ ဟိုဘက်ကတော့30 60 30 60 ဟိုဘက်က3ကွက်ပေါ့ 3ကွာ ဟိုဘက်မှာကြည့်ရအောင် ဒီကောင်ကကျတော့လမ်းနှစ်ဖက်နဲ့ပေါ့တောင်းကွက်လေးပေါ့ อืม လမ်းနှစ်ဖက်တောင်းကွက်လေး နောက်တော့ကွန်တစ်လမ်းပေါ့နော်ဒီအထဲထိနော်ရှယ်ဘက်ကားအထဲထိဝင်လို့ရလေးကွက်လုံးလေးကွက်စလုံးဒီမှာမိသားစုနဲ့တူပေါ့နော်အမတွေရောအတော်တွေဒီမှာခေါ်လာရင်တော့မစိုးတို့လည်းရောကနေအကောင်လုံးဒီမှာမော်လမြိုင်မြို့မှာပြောင်းလာဖို့ခေါ်မရတော့မယ် ဒီကောင်ကျတော့30 60လေးပေါ့ ဒါ30 60 30 60လေးကဒီကောင်လေးကကျတော့ဈေးနှုန်းလေးကကျတော့ဒီကောင်လေးက2000 တာ2000 40 60လေးကကျတော့2500တကယ်လို့ကျိုးပန်းအကြီးကြားနဲ့ဆိုလို့ရှိရင်တဝက်ချပြီးတော့3လဆိုင်ပေးတယ် อืม လက်ရှိပေါ့ကျိုးပန်းချပေးနေဆိုတော့တကောမှတော့လောတယ်တော့မထွက်သေးဘူးကျိုးပန်းယူမယ်ဆိုလို့ရှိရင်3လကြီးကြားနဲ့စပေးမယ် နောက်ပိုင်းလေဟိုမှာအိမ်ဆောက်လို့ရှိရင်တော့တိုက်ပုလေး တိုက်ပုလေးလဲ တိုက်ပုလေးကိုလည်းတသက်ခွဲနော်အဲ့လေလှတယ်ကားပါတွင်းလို့ရဆိုတော့ အားပေါက်ထည့်လို့ရတယ် မစိုးဟဲ့နောက်တော့တခြားနေရာတော့မရှိတော့ဘူးလားကြည့်ချင်သေးတယ် နေရာလေးတွေ3နေရာ4နေရာလောက်ရှိသေးတယ် 3နေရာ4နေရာလောက် ပြပေးမယ်နော် မှီသေးလားဒီနေ့မှီပါ မှီတယ် အဲ့ဆိုတော့ကြည့်ရအောင်နော်နေရာ share လေးလိုက်ပြပေးအောင်နော်အဲ့ဆို okay ချစ်တို့ရေ like ခဲ့အောင်နော်နောက်တဲ့နေရာတော့အောင်မယ်ကဲဒီနေရာလေးကတော့ချစ်တို့ရေဈေးကြိုဖက်ခင်လန်းလို့ခေါ်ရမှာနော် ဖကင်လာဒီကောင် နေရာလဲကောင်းလိုက်တာနော်အိမ်တွေအများကြီးပဲ မကောင်းတဲ့နေရာမရှိဘူး ဟေး ကိုရီဆိုကိုစားတီးမဟုတ်ဘူးလေဒါပေမဲ့ဒီမော်လမြိုင် မော်လမြိုင်ပဲကြိုက်တယ် သူများပြော အသီးတွေလည်းပေါ် အသီးကလည်းပေါ်တယ်သူများပြောတယ်ဒီစားတီးလားမဟုတ်အမျိုးသားလားမဟုတ်ဘူး ဟုတ်လား ကိုကကချင်ပြည်နယ် ဟောဟုတ်ပြီလား အမျိုးသားရန်ကုန်က ဒါပေမဲ့ဒီမော်လမြိုင်မှာအခြေလာချမော်လမြိုင်ကြိုက်လို့ အစားအသောက်ကို ကဲတွေ့တယ်ဟုတ်မော်လမြိုင်အစားအသောက်ကြိုက်တယ် အစားအသောက်ကြိုက်တယ်ဒီရာသူသူဘာဘာပတ်ဝန်းကျင်အကုန်ပေါ့နော်အဲ့ဒါတွေအဆင်ပြေလို့ဒီမှာလာအခြေချ ဒီမှာကတော့ဘယ်နှကွက်ရှိလဲမလာကြည့်ရအောင် အားလုံးဘယ်နှကွက်ရှိလို့ အားလုံး အားလုံးပေါင်း5ကွက်ရှိတယ်ပေါ့ 5ကွက် 5ကွက်မှာသူက30 80ဘောပိုင် gram အော်30 80တကွက်ကို30 80အဲ့မှာဘယ်လောက်ခေါ်တာလဲအလဲ 30 80တကွက်ကို2500 2500မစိုးဟဲ့မစိုးမော်လမြိုင်မှာနေလို့ရလေ တော့တယ် အေး 2500မှာကတဝက်ချပြီးတော့3လဆိုင်လေးပေါ့ အော်ဒါအရစ်ကြလည်းရသေးရနော်အရစ်ကြလည်းရအရစ်ကြလည်းလုပ်ပေးသေးတယ် သူကဘိုးဘွားမမြေဖြစ်တယ် อืม အစံမှုခိုင်မှာ ဆိုင်မှုခိုင်ပါတယ် อืมကြည့်ရအောင် နဲ့လည်းအရန်နေတယ် အော်ဟုတ်တယ်ဒီမှာနည်းနည်းထွက်လို့ရှိရင်တော့ဒါမိန်လန်းပဲလေနောက်တော့စမ်းတို့ဒီဘက်မှာလေကိုတီယိုဆိုင်တို့ထိုင်ဖုတ်တို့အများကြီးပဲအများလားစားနေကြပဲအရန်ဆုံးတယ်ဟုတ်တယ်ဖခင်လန်းကကြတော့ share မိုက်တယ် နေရတာလည်းအရန်သိစိတ် အေးအေးဒါကတော့အောက်တိုင်းအကောင်တခါတည်းနော်လောက်ထားပြီးသား30 80 30 80 2500ဘောပိုင် ကဲ gram လေး ဘလို့လဲမရေဝိုင်းကြည့်ပေးပါဦးဝိုင်းကြည့်ပေးပါဦး အခုရွေးရခက်နေမှာ အေးရွေးရခက်နေပြီနေရအကုန်ကောင်းလားဒီနေ့မှ သူပဲလို့ တကယ်ဒီနေ့ကတော့တကယ်ရက်ကောင်းလေးပဲတကယ်နေရတော်တော် share မိုက်တယ်နော် တကယ်ပဲ လုံးဝစိတ်ငြိမ် အေးစိတ်ငြိမ်တယ်စိတ်နေအေး နေလည်းမက ရက်ကွက်ကြီးပဲ အေးနော် ထွက်တာလည်းလမ်းမရောက် ပင်နေနဲ့ အပင်နေနဲ့တဘာဝနဲ့ နေရထိုင်ရတာအေဂျင့်တဲ့နေရာလေးဒီနေ့ ဝယ်ပြီးပြစ်ထားတာတကယ်လို့အိမ်ဆောက်ပြီးနေမဲ့ မပြစ်ပါဘူးစောက်မှာပေါ့ဝယ်ပြီးရှိတယ်လားသွားရအောင် ရှိတယ် ကြည့်ရအောင်အဝကြည့်ရအောင်ပေါ့နော်လိုက်ကြည့်ပါအောင်အခုကြည့်တဲ့ပရိသတ်တွေကိုလည်းလိုက်ကြည့်ပါအောင်နော်မြေခွက်လေးတွေအရန်လှတယ်ဈေးနှုန်းလည်းမစိုးဟဲ့ကဲအခုကကြတော့နောက်ဆုံးနေရာလေးပေါ့နော်နောက်ဆုံးအကွက်လေးဒီနေရာလေးကတော့ဘယ်လိုခေါ်လဲမပြောပါ ဒီ အောင် ကကြတော့ဒီအောင်စပူပေါ့အောင်စပူဟုတ်တယ်အောင်စပူရက်ကွက်ပေါ့နော်ဒါကြတော့တပတ်ကဟိုတက်ခမီလမ်းမကြီးနဲ့ဆိုလဲတိတ်မဝင်ရအောင် ဟုတ်တယ်တိတ်မဝင်နည်းနည်းလေးပဲဝင်ရတယ်လမ်းမကြီးဆို 10မိနစ်လောက်ပဲ ဟုတ်တယ် 10မိနစ်လောက်ပဲ နည်းနည်းဝင်ရတဲ့ရောက်ပြီ နည်းနည်းဝင်တဲ့ရောက်မိန်းလမ်းမကြီးပေါ့ ဒီမှာလား လမ်းမကြီးဒီမှာကြတော့ ခြံကတရားနော် ခြံကြတော့ဒါညနဝ40ပေါ့ မျက်နှာဝ40 အရှိဟိုဘက်ကို80 အရှေ့က80 40 80ပေါ့နော်တော့ဆိုင်ခန်းလည်းပါလားဆိုင်ခန်းတွေဆိုင်ခန်းရောက်ပါတယ်ဈေးနှုန်းကဘယ်လောက်မှဒီမှာ ဆိုင်ကန်းကြတော့ဈေးဟိုပါပေါ့6900သူကဈေးနှုန်း 6900ပေါ့နော်6900 6900 Okay ဒီနေရာလေးက ကဲဘယ်သူစိတ်ဝင်စားရလဲလိုက်ကြည့်ရအောင်လားဟိုဘက်ချမ်းကြည့်ရအောင်လား ပြောလေအချက်ချကြတယ်လို့ပြောလို့ရတယ်ဒီနေရာကြတော့လေအရန်ကြီးမြို့တဲလောက်ကြီးလည်းမရှုပ်ဘူးကွာသိရမလားဟိုနေရထိုင်ရတာလေးကကြတော့လေဟိုပါပေါ့ အေးစစ်စစ်ဖြစ်တယ်ဒီဘက်မှာဆိုရင်စမ်းတငယ်ချင်းတွေအများကြီးပဲဘိုးဒီမှာပဲယူလိုက်လို့ရှိရင်တငယ်ချင်းတွေနီးပြီအနီးကနေလို့ရပြီဟုတ်တယ်ဒီလိုနေလို့ရပြီကဲကောင်းတယ်နော်ဒီဘက်မှာမစိုးဘူး6000နဲ့ 6900 6900ကဲline ဘော်ဖန်တို့ရေပရိသတ်ကြီးတို့ရေ
ပေါ့နော်အခုစမ်းကြည့်နေတဲ့အမြေကွက်အကောင်လုံးပေါ့နော်ဘယ်နေရာပိုစင်ပြေလဲ comment ထဲမှာရေးပေးပါအောင်ပေါ့နော်ဘယ်နေရာပိုတစ်တော်လဲပေါ့ဆန်နဲ့ဆန်းကကြတော့တကယ်လို့ဝယ်ဖြစ်မယ်ဆိုရင်တော့အိမ်ကကြတော့နှစ်ထပ်လောက်စောက်ချင်တယ်ပေါ့နော်နောက်တော့အိမ်ကကြတော့တစ်ထပ်မဟုတ်ရင်တော့နှစ်ထပ်ပေါ့ဘာလို့လဲဆိုတော့အခုကြတော့အဲ့လိုမျိုးပေါ့အန္တရာယ်လေးကင်းရအောင်ပါညမှာပေါ့နော် ထပ်လောက်ကတော့ဘာမှပြုတ်လေဆန်အဆင်ပြေတယ် โอเคအဲ့ဆိုတော့ပေါ့နော်စိတ်ဝင်စားမဲ့သူတွေအကောင်လုံးပေါ့နော်နယ်ဝေးရလူပဲဖြစ်ပင်နေရပဲဖြစ်ပေါ့နော်ရောရလူပဲဖြစ်ပေါ့နော်လာကြည့်ချင်လို့ရှိရင်တော့ကြည့်လို့ရပါပေါ့နော်ကြည့်လို့ရပါတယ်အချိန်မရွေးကြည့်လို့ရပါတယ်ဆက်သွယ်ချင်မဲ့သူတွေဆိုရင်လည်းဖုန်းနံပါတ်ဒီမှာစမ်းပေးထားတဲ့ဗီဒီယိုထဲမှာပေါ့နော်ဒီဖုန်းနံပါတ်တွေဆက်သွယ်ပြီးတော့မှလည်းမေးလို့ရပါတယ်အချိန်မရွေးလာကြည့်လို့ရပါတယ်ကြည့်ချင်မဲ့လူတွေနော်နံပါတ်ဆို0951999351အဲ့မှာလည်းအချိန်မရွေးမေးလို့ရပါပေါ့နော်โอเคအဲ့ဆိုရင်တော့စမ်းအတွက်ကိုလည်းကြည့်လိုက်အောင်မယ်နော်ဆိုတော့fanတွေကိုလည်းဘယ်ဟာပို့လှလဲပေါ့ဝယ်မယ်ဆိုလို့ရှိရင်လည်းဒါအ short တင်ပါပါလေးနဲ့အကုန်လုံးအဆင်ပြေအောင်လုပ်ပေးချောင်းပေါ့နော်โอเคစမ်းတော့အတိတွေပဲအကောင်လုံးနော်စမ်းတော့အတိတွေပဲအကောင်လုံးပေါ့နော်အေးစစ်စစ်နဲ့လည်းကြည့်လို့ရပါတယ်โอเคကျေးဇူးပါဘိုင်ဘိုင်မှာကျေးဇူးတင်ပါတယ်လိုက်ပြပေးလို့နော်ကဲနောက်ဆုံးမှာတော့40 60အကွက်ထဲอ่ะပေါ့နော်3800နဲ့50နဲ့ဆန်းတကွက်ယူလိုက်ပါပြီနေကောင်းလေးပေါ့နော်သူကလေအဲ့ဒီအကွက်ကလေတကယ်လို့2ကွက်ယူမယ်ဆိုရင်လေပုံမှန်ကကြတော့တကွက်ကို800နဲ့50တကယ်လို့2ကွက်ယူမယ်ဆိုရင် promotion ရှိတယ်2ကွက်ယူမယ်ဆိုရင်တကွက်ကို900နဲ့50ပဲကျတယ်အခုကကြတော့ဆန်းက400 2ရက်ကွက်မှာဆန်းကတကွက်ကယူလိုက်ပါပြီကြမ်းသေးတယ်အများကြီးပဲမှာစိမ်းနှောင်းအရန်တက်တာတယ်ပေါ့နော်အဲ့ဒါလေးကိုတကယ်လို့မြေကွက်တွေအဆက်သွယ်ယူချင်မယ်တကယ်လို့ဖုန်းဆက်ချင်မယ်မေးချင်မယ်အပြင်မှာလာကြည့်မယ်ဖြစ်ပေါ့နော်လာကြည့်လို့ရပါတယ်ဒီမှာပေးထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှလာလို့ရပါတယ်တန်ကုန်နာကိုကျေးဇူးအများကြီးတင်ပါတယ်ယူမော်လမြိုင်မှာနေမယ်ဘိုင်ဘိုင်